ဟုတ်နံပါတ်460ကိုကြည့်ကြည့်အောင်ကိုစုသူတို့ထုံးညိုမီနောက်ရှိနော်ဒီအမြန်လမ်းမှာထုံးညိုဆိုဒီရှင်ဖြတ်တန်းကားကိုပေါ့နော်ဒီမပေးဆောင်တဲ့အခါမှာပေါ့ခန်းကျဲချင်းစုရဲ့ဘန်ဘော်ပရိုဟုတ်ပြီခန်းကျဲချင်းစုဆိုဒီအတင်းအကျပ်ဒီကောက်ခံဒီဒါကိုပြောတာပေါ့နော်အဲ့နီလန်အနေနဲ့ပတ်သက်ပြီးတော့တဲ့မတီယန်လုံးကိုဆိုမမှန်တဲ့အရာကတော့ဟုတ်ပြီမမှန်တဲ့အရာပေါ့နော်မမှန်တဲ့အရာအဖြစ်မှန်ကဘုံတို့ဖန်းယုံချီနော်ဒီနံပါတ်ပြသိမ်းစီခြင်းပေါ့နော်ဒါမမှန်တဲ့အရာကိုပြောတယ်ဒီမမှန်တဲ့အရာတော့ပေါ်အသုံးကတော့သူမှန်တဲ့အရာလို့ပြောလို့ရတာပေါ့နော်ရေကုန်းအမြူလို့ဆိုရင်ဒါဒီပန်မှာထည့်ထားတဲ့ငွေတွေကိုသူတို့ကသိမ်းယူပြစ်တာပေါ့နော်အစိုးရကနေနောက်ပြီးတော့ဒီဂါဆန်ဒီဂျာဆန်အမြူဆိုရင်လည်းဒီကိုပိုင်ဆိုင်ထားတဲ့ဒီကိုပိုင်ဆိုင်မှုတွေကိုသိမ်းတာပေါ့နော်ဒီဂုံမဲဆိုရင်တော့ဒီကိုပိုင်ထားတဲ့ဒီပစ္စည်းတွေကိုဒီအများပြည်သူဒီလေလံတင်ပြန်ပြီးတော့အစိုးရရောင်းတာပြောတာပေါ့နော်ဒါတွေကခန်းကျဲခြင်းစုနီလန်းတွေပေါ့နော်ပေါ်အသုံးကိုကဟုတ်ပြီတော့သူတို့ကတော့ပေါ်တယ်ဂျီတီကလန်ပြောင်းမှုတွေမှာဂိမ်းရောင်းအတုံချန်ချီဒီတကွေတကအောင်သုံးရင်ပေါ့နော်အွန်ချောင်းကြာဟုတ်ပြီမောင်းနေတဲ့သူစီးတဲ့သူပေါ့နော်ဒီကွန်ဆာကွန်မတီကသူရည်ညွှန်းထားတာ73နှစ်နဲ့အထက်တယ်နော်ဟုတ်ပြီဒီစီးတဲ့သူရဲ့တဲ့အဲ့ဒီဒွေတကသုံးရင်နေစီးတဲ့သူရဲ့ဘော့ကီဝီဘန်နဲ့တဲ့ဒီဥပဒေချိုးဖောက်တာနဲ့ပတ်သက်ပြီးတော့ဗောနော်ဘုံကြီးကုမဲဂီတာတော့ကိုဆိုဒီတန်ချင်းငွေမတူတန်ချင်းငွေကမတူတဲ့အရာကတော့ဟောဒီမှန်ကခေါင်းချကုံမောနဲ့ဒီရဲဝန်တန်းရဲ့ဒီဟိုးဂျူစာဟိုးဂျူစာဆိုဒီတက်ရှူလမ်းကြောင်းပေါ့နော်တက်ရှူလမ်းကြောင်းဒီစစ်ဆေးတဲ့ချွတ်ကြောင်းရဲ့ဘူးအွန်ဟန်ကြောင်းဒီတိုင်းတာတာကိုကျွန်တော်ညင်းပယ်တဲ့အခြေအနေမှာတဲ့နော်ဒါဆိုရင်တော့ဒီခုနတန်ချင်းငွေကမတူညီဘူးဆိုတော့ပြောတာပေါ့နော်ခုနတော့ခုတုံးပေါ်တဲ့ဒီကလန်တကဝရီမှာတဲ့အုံကျူအွန်ချောင်းဘန်ကြီးချန်ချီဒီအရက်တော့ဒီကားမောင်းနေခြင်းကိုကာကွယ်တဲ့ကရိယာပေါ့နော်ဘန်ကြီးချန်ချီကာကွယ်တဲ့ကရိယာဒီပူချချိုးကောင်းဘူးတဲ့နော်အဲတက်ဆန်ထားတဲ့ဒီအခြေအနေမှာပေါ့နော်အွန်ချောင်းမျိုးတော့ချီတူဒေဆန်းငယ်ဒီရေမောင်းလိုက်ခြင်းဒီရာယူတာနဲ့ပတ်သက်ပြီးတော့တဲ့နော်ဒီဟဲဒန်ဟာဂျီအနုံကိုဆိုတက်ဆိုင်မှုမရှိတဲ့အရာကတော့တဲ့နော်ဟိုသူတို့ကိုရီးယားမှာဒီအရက်တော့ပြီးကားမောင်းတာကိုမိတာပေါ့နော်တစ်ခါနှစ်ခါသုံးခါအဲ့လိုဖြစ်လို့ရှိရင်သူတို့တတ်မှတ်ထားတာရှိရပေါ့အဲ့လိုမျိုးနောက်ရမောင်းလိုက်တဲ့တစ်ခါထပ်ဖြည့်တဲ့အခါမှာရိုးလိုင်းနေလည်းမရတော့ဘူးဒီအဲ့ဒီခုနဒီပုံမှာပြထားတယ်ပေါ့နော်ဒီအိတ်ကရိယာပေါ့နော်တက်ဆင်ပြီးမောင်းရမယ်လိုင်းနေမျိုးပဲသူတို့ယူလို့ရတယ်ပေါ့နော်အဲ့လိုပုံစံဟုတ်ပြီအဖြစ်မှန်ကြည့်ကြအောင်ကျူအွန်ကြောင့်ဝီဘန်စာရမီတဲ့နော်ဒီအရက်တော့ကားမောင်းနေခြင်းကိုချိုးဖောက်တဲ့လူကပေါ့နော်ဆမ်းမြောင်းရင်နဲ့3နှစ်အတွင်းမှာတဲ့နော်ဒီစူရချွေစန်တဲ့ဆိုဒီအရမှုတဲ့အနေထားမှာခဲရောက်အင်တုံချန်ချီတို့တကွေတကာသုံးရင်အွန်ကြောင်းမြောင်းအွန်ကြောင်းဟာရောမောင်းနေပြီးတော့တဲ့မြောင်းတော့ချီဆိုချိုးဖို့ဘာနှုံးကြောင်းဒီလိုင်းစင်ဒီကန်ဆယ်ပေါ့နော်ကန်ဆယ်ဖြစ်တဲ့ဒီအရေးယူမှုကိုခံယူတဲ့အခြေအနေမှာတဲ့နော်ဒါဒီတက်ဆိုင်မှုမရှိဘူးနော်ဒီအပေါ်ပြောတဲ့ဟာနဲ့ဟုတ်ပြီနောက်တစ်ခုသူတို့ကတော့ပေါ်တဲ့ဂျီတီကလန်တကဝရီမှာချောင်းပီပူလျန်ချားတဲ့ဒီချောင်းပီပူလျန်ချားတဲ့ဆိုတာဒီကပြင်ရမယ့်ဟာကိုမပြင်မဲနဲ့ဒီထားထားတဲ့ကားပေါ့နော်ဒီမီဂိုတာထွက်နေတာတို့ဒီအန်တယ်ဖြစ်စေနိုင်လောက်အောင်လို့ပြက်နေတဲ့ကားကိုမပြင်မဲနဲ့ပေါ့နော်ဒီမောင်းနေတဲ့ကားကိုပြောတာပေါ့အဲကားကိုတဲ့ဘာလကန်ရှိတွေးရှိတဲ့အခါမှာပေါ့နော်ကွက်လက်ဤတဲ့ဖောင်မီနဲ့ဆိုဒီကွက်လက်ရက်ရဲ့အတွင်းမှာတဲ့ကုစာယုံချောင်းကြီးရှိကစီတာဟုတ်ပြီဒီအိတ်ကားအသုံးပြုမှုရက်နိုင်တယ်ပေါ့နော်ရက်ခိုင်းနိုင်တယ်ပေါ့ကွက်လက်နဲ့ဒီကွက်လက်တွင်းမှာလည်းကျွန်တော်တို့မနုံကိုဆိုဒီမှန်စံတမတ်ထားတဲ့ရာအနေနဲ့မှန်တဲ့ရာကတော့ပေါ့နော်ဒီဟုတ်ပြီဖြစ်မှန်ကတော့30ပေါ့နော်10ရက်အတွင်းမှာပေါ့နော်ဟုတ်ပြီနောက်တော့ကျူထုံးစာကိုချောရီထွန်းညပေါ်ဆန်းဟုတ်ပြီရင်မတော်စားမှုဒီကန်ရဖြည့်ချင်းဆောင်ရတဲ့ပေါ့နော်ဒီထွန်းညပေါ်ဆန်းဆိုတာဒီအထူးဒီဥပဒေမှာတဲ့နော်ချောပေါ်တဲ့ဒီအပစ်ပေးခြင်းရဲ့ပေါ့ထွန်းညရဲ့တဲ့ဒီချွင်းချင်းနဲ့ပတ်သက်ပြီးတော့စောမြောင်ကိုတို့ရှင်းပြချက်နေနဲ့မနုံကိုဆိုမှန်တဲ့အရာကတော့ဟိုဖြစ်မှန်ကခြားရဲ့အုံကြောင်းကြကဒီကားသမားကပေါ့နော်ကျူထုံးစာကိုတို့အင်းနာရောဒီရင်မတော်တစားမှုကြောင်းနဲ့ဟောင်းစာချောပေါ်တို့ဘာခဲသွင်းလုံးကြောင်းဒီရာဇဝတ်မှုပြပေးခံရတဲ့အခြေအနေမှာပေါ့နော်ဒီအိုညောင်းအရာရဲ့ကွန်ကိုဒီ9နှစ်အောက်ရဲ့ကွန်ကိုဆိုတာဒီအချုပ်ကြတာပေါ့နော်ဒီထောင်ထဲမှာဒီအလုတ်ချမ်းတော့မခံဘူးဒါပေမဲ့သူ့ဒီအချုပ်ပဲထားတဲ့ပုံစံမျိုးအဲ့ကွန်ကိုလို့ခေါ်တာပေါ့နော်9နှစ်အောက်ရဲ့ဒီချုပ်ကြခြင်းတူနုဒါမှမဟုတ်အချုံမနောအရာရဲ့ဒီ1သိန်းနေရအောက်ရဲ့ဘောကုမ်ဟောင်းကိုဘာနန္တာဒီတန်ချင်းငွေ
ဘောကွန်ဟောင်းဆိုတန်ကြီးငွေပုံစံပေါ့နော်တန်ကြီးငွေတန်ရိုက်တဲ့ပုံစံကိုတဲ့ဒီခံရမယ်ပေါ့နော်ပြောချင်တာဟုတ်ပြီတော့တူတူကုံပေါ်တော့ရေဒီကလန်ဒီကံဥပဒေမှာတဲ့ဘဝင်းပူချိုယုံဒီလမ်းလျှောက်အကူသုံးဖြစ်တယ်ပေါ့နော်ဥကြချဒီကလထိုင်ပါတဲ့ကားပေါ့နော်ကလထိုင်ကားလို့တိုက်ပြန်တော့ဟုတ်ပြီအဲ့ဥစ္စာကိုပဲဒီပြန်ပြီးညှောထားတာကွန်းစားကိုပဲဒီရှီဖုန်ဥယာဖုန်အန်ချောင်းချောချန်းကြီးတဲ့နော်ရှီဖုန်ဥယာဖုန်အန်ချောင်းချောချန်းဆိုတာဒီအစားတောင်းတဲ့ဒီစေဝါဘေးနဲ့ကင်းဒီဝန်ကြီးဌာနပေါ့နော်အဲ့ဒီကနေပြီးတော့ချောင်းကတော့တတ်မှတ်ထားတယ်တဲ့ဥရုခီခီဒီစေဘတ်သုံးစက်ပစ္စည်းရဲ့ပေါ့နော်ခီခီရောအမျိုးအစားဟုတ်ပြီဒီခုနဥကြချဆိုတာဟာဒီလိုမျိုးစေဘတ်သုံးဒီအမျိုးအစားဖြစ်ရမယ်ပေါ့နော်အဲ့လိုမျိုးသူတို့ဝန်ကြီးဌာနတတ်မှတ်ထားတယ်ဟုတ်ပြီအဲ့ဒီဥကြချအနေနဲ့တဲ့ဘူဆူအုံလုံးကစုံဆိုတာဒီမြင်လို့မရတဲ့မမြင်ဥကြချလို့မမြင်နိုင်တဲ့ဟာပေါ့နော်ဒီဥစ္စာကိုမေးတယ်ဟုတ်ပြီအဖြစ်မှန်ကဒီချောင်းကြီးချာချောင်းကိုဒီလက်စစ်စပိန်ဆိုရင်တော့ဒါဥကြချဆိုတဲ့မျိုးစားထဲမှာမပါဘူးဆိုတဲ့ပုံစံမျိုးပြောတာပေါ့နော်ဟိုနောက်တော့တူတူကတော့ပေါ်တော့ရေကြီးကလေးတကဥတွေမှာတဲ့ချိုးဖို့အုံချောင်းချရဲ့တဲ့ဒီခုမှပေါ့နော်အတွေ့အကြုံမရှိသေးတဲ့ဒီကားမောင်းနေသူကိုပြောတာပေါ့နော်ချိုးဖို့အုံချောင်းချဆိုဒီချိုးဖို့အုံချောင်းချနဲ့ပတ်သက်ပြီးတော့တဲ့ဆောမြောင်းလို့ချင်းပြချက်နေနဲ့မာနုံကိုဆိုမှန်တဲ့အရာကတော့ဟိုဖြစ်မှန်ကချုံဒီပထမဦးဆုံးပေါ့နော်ခြေအီကျုံပူထုံမြောင်းတို့ဘာသွန်းနာပူထိုးတယ်နော်ဒီနံပါတ်1အမျိုးအစားဒီလိုင်းစင်ပေါ့နော်ဒီလိုင်းစင်ကိုဒီရတဲ့နေ့ကစပြီးတော့ပေါ့နော်အင်းညောင်းငီချီနာကြီးအန်ဒီနှစ်နှစ်မကြော်သေးတဲ့ပေါ့နော်စာတမွန်လူကတော့တဲ့ချိုးပုံချောင်းချရဲ့ဟဲဒန်ဟန်ဒါဒီခုနဒီအတွေ့အကြုံမရှိသေးတဲ့ကာသမာအနေနဲ့ဒီတက်ဆိုင်နေပေါ့နော်ဒီနှစ်နှစ်မပြည့်သေးတဲ့လိုင်းစင်ယူပြီးတော့နှစ်နှစ်မပြည့်သေးတဲ့သူဆိုရင်ဒါချိုးပုံချောင်းချလို့တတ်မှတ်လို့ရတယ်ပေါ့နော်ဟဲဒန်ကတက်ဆိုင်တာကိုပြောတယ်ဟုတ်ပြီတော့တူတူကတော့ပေါ်တော့ရေဒီကလေးကဥတွေမှာတဲ့ဝန်တုံးကြီးချန်ချီချာချောင်းကိုရဲ့ဒီမော်တာတက်စပိန်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆောမြောင်းလို့ရှင်းပြချက်အနေနဲ့ဦးလုံးကိုဆိုမှန်တဲ့အရာကတော့တဲ့ဟုတ်ပြီဖြေမှန်ကကျတော့ချောင်းကြီး၃မျိုးကရိုးတဲ့ဒီလျှက်စစ်ဒီပါဝါဒီစွမ်းအနေနဲ့ပေါ့နော်စာရောင်းတော့အသုံးပြုတဲ့ဒီကြောင်နော်အခြေအနေကတော့တဲ့ဒီဖဲကိုချောင်းကျော့ချူကျော့ဒီအမြင့်ဆုံးဒီပါဝါအထွတ်အကပေါ့နော်အထွတ်အားကဒီ10 ကီလိုဝတ်သူအရာရဲ့ဒီ17 ကီလိုဝတ်အောက်ရဲ့တဲ့ဝန်တုံးကြီးဒီမော်တာကိုပေါ့နော်တန်းမော်တာကိုတဲ့တန်းချလူမာရန်တာဟုတ်ပြီတက်စင်ထားတဲ့ဒီရှင်ကိုပေါ့နော်ကားကိုဒီပြောတာဖြစ်ပါတယ်တဲ့ဆိုလိုပါတယ်ပေါ့နော်ဟုတ်နောက်တော့ကျူတုံးစာကိုချောရီထွန်းညပေါ်စံဒီရင်မတော်တဆမှုကိုဖြည့်ရှင်းကန်တွေဖြည့်ရှင်းဆောင်ရတဲ့ပေါ့နော်ဒီအထူးဒီဥပဒေမှာတဲ့ကျူတုံးစာကိုရဲ့ဟဲဒန်ဟာဂျီအနုံကိုဆောင်ဒီရင်မတော်တဆမှုနဲ့တက်ဆိုင်မှုမရှိတဲ့အရာကတော့ပေါ့နော်ဟုတ်ပြီဖြေမှန်ကဒီချောကီခေါနိုမှုကေဆိုတဲ့ဒီယထာတလန်ကူမှာပေါ့နော်ဒီဘူဝင်းချာကဒီလမ်းလျှောက်သွားလာသူကတဲ့ကီချာရဲ့ဘူးတိချောဒါချင်းကြောင်ယထာနဲ့ဒီထိခိုက်တိုက်မိပြီးတော့ပေါ့နော်ထိခိုက်တဲ့အခြေအနေမှာဆိုရင်ဒါရေမတော်တဆမှုဆိုတဲ့ကေသုံးစာကိုနဲ့တက်ဆိုင်မှုမရှိဘူးပေါ့နော်ဟုတ်ပြီနောက်တော့တူတူကတော့ပေါ်တော့ရေဒီကလေးကဥပဒေမှာတဲ့တူတူရဲ့ကူကန်တူနော်ဒီလမ်းမရဲ့ဒီအပိုင်းလမ်းပိုင်းပေါ့နော်တူနော်ဒါမှမဟုတ်ချမ်းဆူရဲ့ဆောလ်ချီယာနော်ဒီအဲ့ဒီနေရာမှာတက်ဆင်ထားတယ်တဲ့နုံမြောင်းဖြိုရှိရဲ့ဒီမြေပြင်အမှတ်သားရဲ့ပေါ့နော်ဆက်ချဲတဲ့ဒီအယောင်အမျိုးအစားတွေနဲ့ပတ်သက်ပြီးတော့ဆောမြောင်းလို့ရှင်းပြခြင်းနေနဲ့မာနုံကိုဆိုဒီအမှန်တဲ့အရာကတော့တဲ့ဟုတ်ဖြစ်မြန်ကြည့်အောင်စိုးပန်းရှိစောကျူပြောင်းတဲ့ဒီမီတာပိုက်ဒီမီတာပိုက်ပစ္စည်းတွေရှိတယ်ပေါ့နော်ဒီပတ်ဝန်းကျင်မှာပေါ့နော်ချောင်းချဆိုတာဒီကားခဏခဏရချင်းကျူချဆိုတာဒီကားပါကင်ထိုးခြင်းပေါ့နော်ဒီကွန်ကြီးဖြူရှိနုံနဲ့ဒီတတ်မှတ်ထားတဲ့အမှတ်သားကတော့ပါလကန်ဆက်ကီတာအနီအောင်ဖြစ်ပါတယ်ပေါ့နော်